comment မှာတယောက်ကမေးထားတယ်သူကအိမ်ထောင်ဦးစီးပါတဲ့ English လို့ဘယ်လိုပြောမလဲဒါဆိုရင်ဒီဟာလေးကို English လို့ပြောကြည့်ရအောင်အိမ်ထောင်ဦးစီးကို English လို့ head ခေါင်းတစ်လုံးနဲ့တူတယ်လို့မှတ်ထားမယ် head of the household လို့ခေါ်ပါတယ် head of the household ဒါဆိုရင်သူကအိမ်ထောင်ဦးစီးပါလို့ပြောချင်ရင် he is the head of the household he is the head of the household လို့ပြောပါမယ်နော်သူကတော့မိသားစုအတွက်ပတ်စံရှာတဲ့လူတစ်ယောက်ပါလို့ပြောချင်ရင်he is ပတ်စံရှာတာကလေဘာရှာတာလဲဆိုရင်ပါမုံလို့ဖို့ပတ်စံရှာတယ်လို့မှတ်ထားမယ် he is the breadwinner of the family သူကလေမိသားစုတစ်စုလုံးအတွက်ငွေရှာတဲ့လူတစ်ယောက်ပါနော် he is the breadwinner of the family လို့မိတ်ဆွေတို့ပြောလို့ရပါမယ်ဒီလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့မေးခွန်းလေးတွေမေးချင်တယ်ဆိုလို့ရှင်တော့ comment မှာတစ်ခါတည်းမေးသွားလို့ရပါတယ်နောက်ထပ်ဗီဒီယိုလေးတွေလေ့လာချင်တယ်ဆိုလို့ရှင်တော့ comment မှာ yes yes လို့တစ်ခါတည်းရေးပေးပါအောင် TikTok Facebook YouTube မှာ follow နဲ့ subscribe လုပ်ထားတော့ YouTube မှာတပတ်တပတ်ပုံမှန်တင်ပေးနေတဲ့အတွက်ကြောင့်မလို့ YouTube ကိုလုံးဝမလုပ်ပါလဲเนาะတင်တန်းလေးတွေသိချင်တယ်ဆိုလို့ရှင်တော့ February လမှာ basic English နှစ်တန်းဖွင့်မှာပါမနက်တန်းကောညတန်းကော9ယောက်စီပဲလိုပါတယ်အဲ့မှာနောက်ထပ်English for parents အတန်းလည်းဖွင့်သွားဖို့ရှိပါတယ်เนาะ February လမှာပဲဖွင့်မှာပါမိတ်ဆွေတို့တက်ချင်တယ်ဆိုရင်အခုဒီ Viber နံပါတ်နဲ့ Messenger မှာတခါတည်းစုံစမ်းမေးမြန်းလိုက်ပါ Thank you so much everyone see you on my next video